တရားစကားလေးနည်းနည်းနာကြတော့နော်ဒီနေ့မွေးနေ့ရှင်ပရမယတုအကျိုးပေါ့နော်အသက်80ကပရမယတုဓမ္မရေးကကျမ်းမာတဲ့နှုတ်ပြတယ်ကျမ်းမာတဲ့နှုတ်ပြ89နှစ်တောင်မထင်ရပါဘူးဒီကျမ်းမာဖို့နှုတ်ပြဖို့အသက်ရှည်ဖို့ဆိုတာအလွန်ရခဲ့တဲ့တရားပဲမြတ်စွာဘုရားနော်အလွန်ရခဲ့တဲ့တရားမြတ်စွာဘုရားအနာတဝိကျောင်းတက္ကသထေကြီးကိုဟောထားတယ်သုတ်တန်တစ်ခုရှိနော်လောကမှာရခဲ့ပြီးတော့လူတိုင်းလိုချင်တယ်ဒါပေမဲ့လူတိုင်းမရနိုင်ဘူးရခဲ့တဲ့တရား၄ပါးရှိတယ်ရခဲ့တဲ့တရား၄ပါးရှိအဲ့ဒါတွေကဘာတွေတုံးဆိုတော့နံပါတ်1ကဘောဂမေဥပ္ပိဇန္တုသဟဓမ္မေနငါမတရားသဖြင့်ကြိုးစားရှာဖွေလို့နဘုရားကြွေးချေမှကြအောင်ကိုယ်အညာအားနဲ့ကြိုးစားရှာဖွေလို့စီးပွားဥစ္စာတွေပြည့်စုံပါစေလူတိုင်းတောင်းတကြတယ်လူတိုင်းလိုချင်ကြတယ်နော်တောင်းတတဲ့လိုချင်တဲ့အတိုင်းလည်းပဲစီးပွားဥစ္စာတွေကြိုးစားပြီးတော့ရှာနေကြတာဒါပေမဲ့လို့လူတိုင်းစီးပွားဥစ္စာတွေမပြည့်စုံနိုင်ဘူးရခဲ့တဲ့တရားဟုတ်လားမိုးလင်းမိုးချုပ်လှုပ်လှုပ်နေကြတာတရားတစ်ပြည့်ရှာဖွေစုဆောင်းဖို့ဆိုတာပစ္စည်းဥစ္စာအတော့ကိုအချိန်ပေးပြီးတော့နှစ်ပေါင်းများစွာစုဆောင်းမှရနော်ကြိုးစားလုပ်ကြရတယ်စုဆောင်းရတယ်ဒါကြောင့်ဒီစီးပွားဥစ္စာတွေနဲ့ပြည့်စုံဖို့ဆိုတာလူတိုင်းလိုချင်ပြီးတော့လူတိုင်းမရနိုင်တဲ့ရခဲ့တဲ့တရားဖြစ်ပါတယ်တဲ့နော်အဲ့ဒီရခဲ့တဲ့စီးပွားဥစ္စာတွေနဲ့ပြည့်စုံဖို့ဆိုတဲ့ဒီတရားလည်းပဲကြိုးစားရှာဖွေစုဆောင်းရမှာဖြစ်ပါတယ်ဓမ္မလည်းပဲလောကမှာလူစင်တမ်းမြည်အောင်နေနိုင်သုံးနိုင်ပြီးတော့လူပြေရကြုံတတ်မှာဖြစ်ပါတယ်နော်စီးပွားဥစ္စာဟာလူဘဝမှာအလွန်ရေးကြီးပါစားနိုင်မယ်တောက်နိုင်မယ်ကူနိုင်မယ်လှူနိုင်မယ်နော်ဒါနံပါတ်1နံပါတ်2ကယတမေဥပ္ပိဇန္တုသဟညာတိဟိသဟဥပ္ပိဇာယေဟိဘဝမှာစီးပွားဥစ္စာတွေပြည့်စုံပြီဆိုလို့ရှိရင်အတော်တန်ပြည့်စုံသွားပါပြီနော်ဘဝမှာလေအခြေခံတွေပြည့်စုံသွားစီးပွားဥစ္စာတွေပြည့်စုံရင်ဘာလိုလာလဲဆိုလို့ရှိရင်အချွေရံတွေလိုလာသာသမီတွေမိသားစုတွေဟုတ်လားမိသားစုတွေမိတ်ဆွေကောင်းမိကောင်းဆွေကောင်းတွေဆရာသမားကောင်းတွေအပေါင်းအသင်းကောင်းတွေလုပ်ပွဲကိုင်မကောင်းတွေနောက်ပြီးတော့ဂုဏ်သိက္ခာတွေဒါတွေလိုအပ်လာနော်ဒါတွေတောင်းတလာဒီအတွက်လည်းပဲကြိုးစားကြတာဒါပေမဲ့လို့ဒါလည်းလူတိုင်းရနိုင်သလားဆိုတော့လူတိုင်းမရနိုင်ဘူးနော်မိသားစုကောင်းတွေမိတ်ဆွေကောင်းတွေအချမ်းရံကောင်းတွေပေါ့ချမ်းရံကောင်းတွေလူတိုင်းမရနိုင်ဘူးဂုဏ်သိက္ခာကောင်းတွေလူတိုင်းမရနိုင်ဘူးမရနိုင်ဒါလည်းပဲလောကမှာလူတိုင်းလူချင်းပြီးတော့ရခဲ့တဲ့ဒုတိယတရားပါပဲအဲ့တော့ပစ္စည်းဥစ္စာလည်းပြည့်စုံပြီအချွေရံဂုဏ်သိက္ခာလည်းပြည့်စုံပြီဆိုလို့ရှိရင်ဘဝမှာပြည့်စုံသွားပြီဘုံဘုံတို့ဘဝမှာအများကြီးမရှိဘူးနော်အများကြီးမရှိစီးပွားဥစ္စာတွေပြည့်စုံစီးပွားဥစ္စာပြည့်စုံသွားပြီဟာမိသားစုနဲ့တိုင်းဝိုင်းမိတ်ဆွေတင်ငါးတွေနဲ့ဂုဏ်သိက္ခာကောင်းတွေနဲ့ယက်တည်နိုင်ပြီဆိုလို့ရှိရင်ဘဝဟာပြည့်စုံသွားဒီအတွက်ပဲဘုံဘုံတို့ကြိုးစားရှာဖွေလောက်ကင်နေကြတာနော်လောက်ကင်နေကြ
အဲ့လိုပြည့်စုံသွားရင်ဘာလို့လာလဲဆိုစိရဇီဝမိစိကံဒီကမာယုံပါလိမ့်မည်တဲ့အသက်ရှိဖို့လို့လာကျမ်းမာဖို့လို့လာအသက်ရှိဖို့ကျမ်းမာဖို့လည်းပဲလူတိုင်းလိုချင်တာပဲလူတိုင်းတောင်းတတာဒါပေမဲ့လို့လူတိုင်းမကျမ်းမာဘူးလူတိုင်းအသက်မရှိဘူးဟုတ်လားနော်အသက်မရှိတချို့ကအသက်ရှိတယ်မကျမ်းမာဘူးတချို့ကကျမ်းမာတယ်အသက်မရှိဘူးနော်ကျမ်းမာနဲ့အသက်ရှိဖို့ရာလည်းပဲလူတိုင်းတောင်းတတယ်လူတိုင်းလိုချင်တယ်လူတိုင်းကြိုးစားကြတာဒါပေမဲ့လူတိုင်းရနိုင်လားမရနိုင်ဘူးတဲ့ဒါကြောင့်ရခဲ့တဲ့တရားပဲရခဲ့တဲ့တရားအဲ့တော့ဘဝမှာရခဲ့တဲ့တရားနော်ဒီဘဝမှာရခဲ့တဲ့တရားဟာ၃ခုရှိတယ်လူတိုင်းလိုချင်တယ်ရခဲ့တဲ့တရား၃ခုနံပါတ်1စီဝဥစ္စာနံပါတ်2အချွေရန်ဂုဏ်သိက္ခာနံပါတ်3ကအသက်ရှိမှုကျမ်းမာမှုနော်အသက်ရှိမှုကျမ်းမာမှုဒီ၃ခုပြည့်စုံရင်ဘဝအပြည့်စုံသွားပြီဘဝအပြည့်စုံသွားလူပြည့်ကျိုးနတ်သွားဒီ၃ခုပြည့်စုံပြီဒီဘဝမှာပြည့်စုံသွားပြီဆိုလို့ရှိရင်ဘာလို့တော့ဆိုရင်ဘုံဘုံတို့ဗုဒ္ဓဘာသာတွေကဘဝတန်တရာရှိတယ်ဆိုတာယုံကြည်ကြအဲ့တော့တန်တရာခီးဆိုတာသွားကြရမှာပဲလေခီးဆက်ကြရမှာခီးဆက်ဖို့ဆိုလို့ရှိရင်သွားရမယ့်လမ်းကနှစ်သွယ်ရှိကောင်းတဲ့လမ်းမကောင်းတဲ့လမ်းကောင်းတဲ့လမ်းကဒုက္ခတိပေါ့နော်လူပြည်နတ်ပြည်ဗျာမပြည်နိဗ္ဗာန်မကောင်းတဲ့လမ်းကအပယ်လေးပါကောင်းတဲ့လမ်းရှိတယ်မကောင်းတဲ့လမ်းရှိတယ်ဘယ်လမ်းသွားခြင်းလဲလူတိုင်းကောင်းတဲ့လမ်းသွားခြင်းတာပဲဟုတ်လားဘာသာမတူပေမဲ့လို့လူမျိုးမတူပေမဲ့လို့ကောင်းတဲ့လမ်းသွားခြင်းနဲ့ကောင်းတဲ့ပုံရောက်ခြင်းနဲ့ဒါပေမဲ့လို့လူတိုင်းကောင်းတဲ့ပုံကောင်းတဲ့လမ်းသွားကြရသလားရောက်ကြသလားဆိုတော့လူတိုင်းမရောက်နိုင်ဘူးတဲ့ကောင်းတဲ့လမ်းသွားဖို့ကောင်းတဲ့ပုံရောက်ဖို့ဆိုကောင်းတာလုပ်ဖို့လိုတယ်လေနေထိုင်စဉ်ကာလအတွင်းမှာကောင်းတာတွေလုပ်ဖို့လိုတယ်ကောင်းတာတွေပြောဖို့လိုတယ်ကောင်းတဲ့စိတ်ထားတွေထားဖို့လိုတယ်လေနော်ကောင်းတဲ့နေရာတော့သွားခြင်းနဲ့ဒါပေမဲ့လို့လုံရတီကမကောင်းတဲ့လုံရတီမတရားတဲ့လုံရတီလုံနေမှာသူများထိခိုက်အောင်နစ်နာအောင်ပျက်စီးအောင်လုံနေမယ်ဆိုဘယ်လိုလုပ်ကောင်းတဲ့နေရာရောက်မှာဟုတ်လားဘယ်လိုလုပ်ပြီးတော့ကောင်းတဲ့နေရာရောက်မကောင်းတဲ့အပြောတွေပြောနေမယ်ဟုတ်လားလိန်ညာပြောမယ်နော်ကြမ်းတမ်းတဲ့စကားတွေပြောမယ်မဟုတ်မမှန်တဲ့စကားတွေသူများထိခိုက်တဲ့စကားတွေပြောမယ်ဆိုဘယ်လိုလုပ်ကောင်းတဲ့နေရာရောက်မှာနော်သူဘုရားလောင်းကြီးပဲဖြစ်တယ်ပြောကောင်းတဲ့နေရာမရောက်ကောင်းတဲ့နေရာတော့သွားခြင်းနဲ့ကောင်းတဲ့စိတ်ဓာတ်မထားဘူးဆိုရင်လေစိတ်ကောင်းမရှိရင်လည်းဘယ်ရောက်မှာတော့လဲနော်အဲ့တော့ကောင်းတဲ့နေရာတော့လူတိုင်းသွားခြင်းကြတာပဲရောက်ခြင်းကြတာပဲဒါပေမဲ့လို့လူတိုင်းကောင်းတာလုပ်သလားလူတိုင်းကောင်းတာပြောသလားလူတိုင်းစိတ်ကောင်းရှိသလားဆိုတော့မရှိမှမရှိပဲနဲ့လူတိုင်းပဲရောက်လေနော်ဒါလည်းပဲနောက်ဆုံးရခဲ့တဲ့တရားပဲနော်ရခဲ့တဲ့တရားအကုန်လုံးဘယ်နှပါ၄ပါဒီဘဝမှာ၄ခုနောက်ဘဝဒီဘဝမှာ၃ခုနောက်ဘဝကတစ်ခုနော်နံပါတ်1ကစီဝဥစ္စာနဲ့ပြည့်စုံနံပါတ်2ကချွေရန်ဂုဏ်သိက္ခာနဲ့ပြည့်စုံနံပါတ်3ကကျမ်းမာရေးနဲ့အသက်ရှင်မှုနော်ပြည့်စုံတာနံပါတ်4ကတော့ဘဝတန်တရာဒုက္ခတိရောက်ဖို့ကောင်းတဲ့ဘဝတွေရောက်ဖို့နော်ဒီ၄မျိုးဟာလူတိုင်းတောင်းတပြီးတော့လိုချင်ပြီးတော့လူတိုင်းမရနိုင်တဲ့တရားတွေပါနော်အဲဒီတော့ယခုပိဿုပံဘဝလည်းပဲရခဲ့တဲ့တရားတွေနဲ့ပြည့်စုံအောင်ဘဝတန်တရာလည်းပဲရခဲ့တဲ့တရားနဲ့ပြည့်စုံအောင်ဘုံဘုံတို့ကြိုးစားအထောက်ကြရမှာဖြစ်ပါတယ်နော်ကြိုးစားအထောက်ကြရမှာဖြစ်ပါဒီနေ့ဓမ္မကြီးတို့မွေးနေ့ပါနော်
စီပွားဥစ္စာတွေလည်းပဲရှားပွေစုဆောင်လို့ဒါထိုက်တဲ့လောက်ပြည့်စုံနေပါပြီနော်ပြည့်စုံနေပါဒီပထမတရားရခဲ့တဲ့တရားလည်းရနေပြီဒုတိယမိသားစုကောင်းနေမိတ်ဆွေကောင်းနေနော်ချွေရန်ကုန်သိက္ခာတွေဒါတွေလည်းပဲရှိနေပြီပြည့်စုံနေပြီကိုယ်အသက်လည်းရှိတယ်ကြမ်းလည်းကြမ်းပါတယ်အသက်လည်းရှိတယ်ဆိုတော့ရခဲ့တဲ့တရားတွေနဲ့ပြည့်စုံနေတာနော်ဒီဘဝမှာရခဲ့တဲ့တရားတွေနဲ့ပြည့်စုံတာအလွန်ကံကောင်းတယ်နော်အလွန်ကံကောင်းခုကုသိုလ်တွေစက္ကပြုလုပ်နေတဲ့အတွက်ကြောင့်ဘဝတန္တရာရခဲ့တဲ့တရားလည်းပဲရရှိမှသိကြပါတယ်သိကြပါဒါကြောင့်မလို့ကောင်းခြင်း၄ပြားနဲ့နော်ရခဲ့တဲ့တရား၄ပါးလုံးနဲ့ပြည့်စုံတဲ့အလူရှင်တွေလို့ဘုံဘုံကဒါကိုပြောကြပါတယ်နော်ဒီတရားတွေနဲ့ပြည့်စုံဖို့ဆိုလို့ရှိရင်မြတ်စွာဘုရားကတရားသီလသုဒ္ဓစာကပညာလို့ခေါ်တဲ့ဒီသူတော်ကောင်းတရားတွေနဲ့ပြည့်စုံအောင်ကြိုးစားရမယ်နော်တရားတရားကိုကျင့်သီလနော်နောက်ပြီးတော့စွန့်ကြဲပေးကလူဒန်းမှုနော်ကိုညီမှုနောက်ပြီးတော့အသိပညာနော်ဘာသာရေးနဲ့ပတ်သက်ရင်တော့ဒါဝိပဿနာပညာတွေဒီကြိုးစားအားထုတ်ဖို့လိုအပ်ပါတယ်နော်ဒီသူတော်ကောင်းတရားတွေနဲ့ပြည့်စုံနေဆိုရင်တော့ခုနရခဲ့တဲ့တရားတွေကိုလွယ်လွယ်ကူကူရရှိနိုင်မှာဖြစ်ပါတယ်လို့မြတ်စွာဘုရားကအနာရဝီကျောင်းတော်တတိကြီးကိုဟောတာပါတယ်နော်ဒီရခဲ့တဲ့တရားတွေနဲ့ပြည့်စုံနေတာဖြစ်တဲ့အတွက်ကြောင့်ပြည့်စုံတဲ့ပြည့်စုံအောင်ပြည့်စုံတဲ့ပြည့်စုံအောင်ကြိုးစားပါအားထုတ်ပါလို့ဘုံဘုံတို့အထူးတိုက်တွန်းပါနော်အထူးတိုက်တွန်းပါလေအထူးအပြင်တော့ကျမကြီးနော်ကျမကြီးနဲ့ပြည့်စုံအောင်အထူးကြိုးစားအားထုတ်နေထိုင်ပါလို့လည်းပဲဘုံဘုံတို့တိုက်တွန်းပါလေနော်တိုက်တွန်းပါလေအဲ့တော့ကျမကြီးတွေနဲ့ပြည့်စုံဖို့အသက်ရှိဖို့ကျမ်းမာဖို့ဆိုရင်တော့နော်ဆရာဝန်စကားနားထောင်ဖို့နော်ဆရာတွေစကားနားထောင်ဖို့ပြီးရင်သားသမီးတွေစကားနားထောင်ဖို့လိုအပ်ပါတယ်ဒါလည်းလိုအပ်တယ်နော်ဒါလည်းလိုအပ်တယ်နော်သူတို့ကဒါမလုံးနဲ့ဆိုမလုံးပါနော်ဒါမသွားနဲ့ဆိုမသွားပါလူကြီးဆိုတာတော့ကောင်းမှတတ်တယ်လေနော်ဒါမတော်လို့ပြောတာနော်မတော်လို့ပြောတာကိုဘောမတော်ဒါလည်းနားလည်ဖို့လိုအပ်ပါတယ်နားထောင်ဖို့လိုအပ်ပါကိုယ်ပြန်နားထောင်ရတော့ပါလေကိုယ်ပြန်နားထောင်ဟာအဲ့တော့နားမထောင်ဘူးဟာကဲသွားတယ်ဟာလှုပ်တယ်ဟာဆိုပါဖြစ်သွားလို့ကိုယ်ပဲဒုက္ခရောက်မှာနော်ချော်လဲမယ်နော်တကူကူဖြစ်မယ်ဆိုရင်ကိုယ်ပဲခံရမှာလေနော်အဲ့တော့ဆရာဝန်စကားတွေပဲနားထောင်ပါနော်ဒါမတည့်မစားနဲ့ဆိုမစားပါဘူးမသွားနဲ့ဆိုမသွားပါဒါလေးကတော့နည်းနည်းပါးပါးကိစ္စမရှိပါဘူးဒါလေးကတော့မချိုးပါဘူးစီကြိုတော့ပါစားကြတော့ဒါလေးကတော့မချိုးပါဘူးမစားကြတဲ့ခါကျတော့ချိုးတယ်မတည့်ဘူးကိုမကြိုက်တာဆိုရင်ကိုကြိုက်တာဆိုရင်တော့ရှော့ပြောတာပေါ့နော်ဒါလေးကသိမချိုးပါဘူးကတ်တဲ့တရားဓမ္မတွေကလည်းအဲ့လိုပဲဘုံကြီးစီကြိုရှိပါတယ်ပြောသူတို့လောက်ထားတာလေးကြတော့သိမချိုးပါဘူးခင်ဗျသိမချိုးပါဘူးခင်ဗျနဲ့ကျွေးနော်အဲ့တော့ကျမကြီးသူယူဆိုင်ပါလို့ဘောမတော်ဒါကိုပြောချင်ပါတယ်နော်ဒီတဲ့ကျမအောင်နော်ယူဆိုင်ပါဆရာတော်တွေကလည်းပဲမေတ္တာပို့ပြီးဒီရုပ်ပြီးပါတယ်နော်အဲ့တော့ကျမ်းမာချမ်းသာနဲ့သာသနာကျိုးမိသားစုကျိုးနော်တိုးပြီးတော့ဆောင်ရွက်နိုင်ပါစေလို့ဘုံဘုံတို့မွေးနေ့ဆုတောင်းမေတ္တာပို့ရင်းနဲ့ဏီကုံချုပ်ပါတယ်အားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာ၍လူအဆန္ဒများပြည့်စုံကြကမြို့ပါသာသနာကျိုးများကိုစတဲ့တို့တိုးကတေဖို့ထမ်းဆောင်နိုင်ရပါစေကုန်သတည်းရေစချနော်ရေစချရဝေမဲ့ရေစဖြည်းချနော်အလုံးကုသိုလ်ဘဝကလိုက်ဆိုကြပါဣဒံမေပုံညာအာတဝကယံအာဝံဟောတုအရှင်ဘုရား
ပိတော်တို့သည်အလုံးစုံသောတန်တရာဝိဇင်းရဲ့အပေါင်းမှလွတ်မြောက်ရာဖြစ်သောနိဗ္ဗာန်ကိုမဉ္ဇဉ်ပူဉ္ဇဉ်တို့ဖြင့်လင်းမြန်စွာမျက်မှောက်ပြုပါရခြင်းအကျိုးမှာ၎င်းယခုဘဝ၌ပင်ကြာရောက်တတ်သော96ရာဘေးရောဂါတို့မှဝေကွာကင်းလွတ်၍ကောင်းကျိုးချမ်းသာမင်္ဂလာဒုက္ခအဝဝတို့သည်တနေ့တခြားတနေ့လာကဲ့သို့ပြန်ပွားစီပင်ပါစေခြင်းအကျိုးမှ၎င်းရည်မှန်းတောင်းတကြ၍နရဏဂုံသုံးပါးနှင့်တကွငါးပါးသောသီလတော်မြတ်ကိုကျင့်သုံးခံယူစောင့်တည်ပြီးလျင်မွေးနေ့အလူတော်ဖြင့်ဘုရားမှုရှိသောသံဃာတော်အရှင်မြတ်တို့အားမွန်မြတ်လာစွာသောစွာကဲပွေဟောစဉ်ကျိုးခြင်းရတာအမြာမြာတို့နှင့်တကွပင်စီလေးပြာနဝကမ္မများကိုနိဗ္ဗာန်ဤမှလူတန်းကြပါကုန်၏အရှင်ဘုရားတပည့်တော်တို့သည်ယနေ့ယခုပြုလုပ်ရသောအားထုတ်ရသောဒါနအနည်းသီလအနည်းဘာဝနာအနည်းသုံးပါးကောင်းမှုများကြောင့်ဘုရားသာသနာတော်၏အနည်းဖြစ်သောမဘုနိဗ္ဗာန်ကုဒံသောလောကုတ္တရာတရားတော်တို့ကိုအရဟတဘုရားလင်းမြန်ထုတ်ချမျက်မှောက်ပြုရသည်ကိုဖြစ်ကြရပါလိုကုန်၏အရှင်ဘုရားဤကောင်းမှုအစုစု၏အဘုဘာဂများကိုမိဘဘုရားဆရာသမားဆွေမျိုးမိတ်ဆွေမိဟောင်းဖာဟောင်းဆွေဟောင်းမျိုးဟောင်းအပေါင်းတို့အား၎င်းကိုယ်ဆောင်နှံများဘုရားဆောင်နှံများကျောင်းဆောင်နှံများအိမ်ဆောင်နှံများမြို့ဆောင်နှံများရွာဆောင်နှံများတောဆောင်နှံများတောင်ဆောင်နှံများသမုဒ္ဒရာဆောင်နှံများလောကဆောင်နှံများသာသနာတော်ဆောင်နှံများအစရှိသောနတ်မြတ်နတ်ကောင်းနတ်ပေါင်းတို့အား၎င်းတရားနတ်မင်းယမမင်းအစိုးရမင်းတို့နှင့်တကွ30ဘုံကျင်းလဲကုန်သောဝိနိယသတ္တဝါအပေါင်းတို့အားအမြပေးဝေကြပါကုန်၏အရှင်ဘုရားအမြရ၍ကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေကုန်သောအားလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်သောသာဓုအားလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်သောသာဓုအားလုံးကြာကြာသမျှအမြ
မြတ်ယူတော်မူကြပါ